တိုနဲ့တွဲကစားခဲ့ဘူးတများမှာအကောင်းဆုံးက Ronaldo ဖြစ်ပေမဲ့ကမ္ဘာအကောင်းဆုံးကတော့ Messi လို့သတ်မှတ်လိုက်တဲ့ Ronnie ပြည်သူများအားလုံးပဲမင်္ဂလာပါခင်ဗျ။နိုင်တိုက်စစ်မှုအောင် Wayne Rooney ကတော့တိုနဲ့တွဲကစားခဲ့ဘူးတများကစားသမားတွေထဲမှာအကောင်းဆုံး dribbler က Ronaldo ဖြစ်ပေမဲ့ကမ္ဘာအကောင်းဆုံးဘောလုံးသမားကတော့ Messi ဖြစ်တယ်လို့ထုတ်ဖော်ပြောကြားလာခဲ့ပါတယ်။ Ronnie ကလက်ရှိမှာအသက်39နှစ်အရွယ်သားရှိသေးပေမဲ့ကစားသမားဘဝကနေအနားယူခဲ့ပြီးဖြစ်ပြီးနေပြဘဝတွေကိုခြေချနေခဲ့ပါတယ်။ကစားသမားဘဝမှာထိုးချုံတဲ့ကစားသမားတို့ဖြစ်ခဲ့ပေမဲ့နေပြဘဝမှာတော့ Ronnie ကအောင်မြင်မှုမရရှိဘူးလို့ဆိုရမှာပါ။သူကန်တဲ့အသင်းတွေကရလက်ပိုင်းတွေတောင်းလျှောက်ဆိုးရွားနေတာကြောင့် Ronnie ကစောစောစီးစီးပဲထုတ်ပယ်ခံလိုက်ရတာများပါတယ်။ဒါပေမဲ့ကစားသမားဘဝမှာတော့ Ronnie ကပြိုင်ဆိုင်ရှားကစားသမားတွေကတအုပ်ဖြစ်ခဲ့တယ်ဆိုတာကငြင်းမရပါဘူး။မဲယူတဲမှာကာလာရှေချာပြသခဲ့တဲ့သူရဲ့စွမ်းဆောင်ရည်တွေကြောင့် Ronnie ကို Premier League ရဲ့အကောင်းဆုံးတိုက်စစ်မှုတွေကတအုပ်ဖြစ်တယ်လို့တော့အားလုံးကသတ်မှတ်ထားခဲ့ကြတာပါ။ Ronnie ကမဲယူတင်းအတွက်ပြိုင်ပွဲစုံ959ပဲပါဝင်ကစားပေးခဲ့ပြီး253ကိုသွင်းယူပေးခဲ့ပါတယ်။ဒါကြောင့်ကလပ်ရဲ့ဂိုးအများဆုံးသွင်းယူထားသူကနဝင်ကစားသမားကြီး Sir Bobby Charlton ရဲ့မှတ်တမ်းကိုတောင်မှ Ronnie ကကြော်ဖြတ်ပြနိုင်ခဲ့ပြီးမဲယူတင်းရဲ့ထာဝရဂိုးသွင်းများဆုံးကစားသမားဖြစ်လာခဲ့ပါတယ်။ Ronnie ကတစ်ချိန်ကထိပ်တန်းအောင်မြင်မှုတွေနဲ့ပရိသတ်သေးဆွဲဖြစ်ခဲ့မှုတဲ့မဲယူတင်းနဲ့တူအဓိကစူပလာတွေများစွာကိုလည်းရယူနိုင်ခဲ့ပါတယ်။ Premier League ဖလား9ချိန် Champions League နဲ့ Europa League တစ်ချိန်စီ FA ဖလားတစ်ချိန်နဲ့ EFL ဖလား3ချိန်တို့ကို Ronnie ကမန်ယူသိန်းနဲ့တူဆွတ်ခူရရှိခဲ့ပါတယ်။ဒါတော့မှ Ferguson နားယူသွားခဲ့လို့မန်ယူကစောစောစီးစီးတက်ပြတ်ခဲ့ပြီးနေပြအပြောင်းလဲတွေများပြားလွန်းလို့သာ Ronnie ကမန်ယူကနေစောစောစီးစီးထွက်ခွာခဲ့ရပြီးသူရဲ့ကစားသမားဘဝကိုလည်းစောစောစီးစီးပဲအဆုံးသတ်ခဲ့ရတာဖြစ်ပါတယ်။ပြီးခဲ့တဲ့ရက်ပိုင်းတုန်းက TikToker ဘန်နဲ့ပြုလုပ်ခဲ့တဲ့စကားဝိုင်းမှာ Ronnie ကိုဘန်ကမေးခွန်းတွေအများကြီးမေးမြန်းခဲ့ပါတယ်။အဲ့ဒီထဲမှာ Ronnie နဲ့တွဲကစားခဲ့တဲ့အကောင်းဆုံးကစားသမားကဘယ်သူလဲဆိုတဲ့မေးခွန်းလည်းပါဝင်ခဲ့ပါတယ်။2000ပြည့်နှစ်လုံးကာလတွေအတွင်းမှာ Ronnie က Ferguson လက်အောက်မှာကမ္ဘာအဆင့်ကိုစောစောစီးစီးရောက်ရှိခဲ့တဲ့ကစားသမားတူဖြစ်ခဲ့တာပါ။တိုက်စစ်မှာကစားသမားအချို့နဲ့တွဲကစားခဲ့ရပြီးအဲ့ဒီထဲမှာတော့ Ronaldo နဲ့ Tevez တို့က Ronnie နဲ့ပို့ပြီးတွဲကစားခဲ့ကြရပါတယ်။ Ronaldo ကလည်း Ronnie နဲ့ရှေ့စဉ်နောက်ဆင့်ဆိုသလိုမန်ယူတင်းကိုပြောင်းရွှေ့ရောက်ရှိလာခဲ့ပြီး Ronnie နဲ့တူတူအတွဲဖန်မိကစားနိုင်ခဲ့ကခေတ်တစ်ခုကိုတူတူထူထောင်ခဲ့ကြရင်ပြိုင်ဘက်တွေအတွက်အိမ်မဆိုးတွေဖြစ်စေခဲ့ပါတယ်။အဲဒီချိန်တုန်းကမန်ယူတင်းရဲ့တံမြတ်တိုင်းစစ်ဟာ Ronnie, Ronaldo တို့ကြောင့်တလုံးဆိုတလုံးကြောက်စရာကောင်းလို့နေခဲ့ပါတယ်။ဒါနဲ့ပတ်သက်ပြီးအာဆင်နယ်ကိုမေးကြည့်မယ်ဆိုရင်သိပါလိမ့်မယ်။2008-2009ဘောလုံးရာသီရဲ့ Champions League Semi Final မှာမန်ယူတင်းနဲ့အာဆင်နယ်တို့ထိပ်တိုက်တွေ့ဆုံခဲ့ကြပါတယ်။မန်ယူကမှတော့မန်ယူက2-0နဲ့အနိုင်ရရှိခဲ့ပါတယ်။အဲဒီချိန်မှာအာဆင်နယ်ကလည်းအနုပညာဆန်တဲ့ကစားပုံနဲ့ကစားသမားကောင်းတွေရှိနေတဲ့အတော်လေးကောင်းတဲ့အသင်းဖြစ်နေတာကြောင့်အာဆင်နယ်ကွင်းမှာကစားရမယ့်ဒုတိယအကျော်ပွဲမှာတော့မလွယ်ဘူးလို့ပဲအားလုံးကတွက်ခဲ့ကြပေမဲ့တကယ်တမ်းကစားခဲ့ကြရမှာတော့မန်ယူတင်းရဲ့လင်းမြန်တဲ့လျှက်စီးကောင်းတာကစားပုံအောက်မှာအာဆင်နယ်တို့ပြိုလဲခဲ့ရပြီး3-3နဲ့အိမ်ကွင်းမှာပဲမန်ယူကိုအရှုံးပေးသွားခဲ့ရတာပါဒီဘက်ကိုမိလိုက်တဲ့သူတွေရှိရင်မန်ယူတင်းရဲ့ကောင်းတာတိုက်စစ်ကဘယ်လောက်ထိကြောက်စရာကောင်းတယ်ဆိုတာကောင်းကောင်းကြီးသိကြမယ်တင်ပါတယ်Ronnie ကသူနဲ့တွဲကစားခဲ့မှုတဲ့ကစားသမားတွေကအကောင်းဆုံးကစားသမားကဘယ်သူလဲဆိုတဲ့အမေးကိုကျွန်တော်အနေနဲ့ကတော့ Ronaldo လို့ပဲပြောရမယ်ထင်ပါတယ်လို့ပြန်လည်ဖြေကြားခဲ့ပါတယ်။ဒါပေမဲ့ကမ္ဘာအကောင်းဆုံးဘောလုံးသမားကဘယ်သူလဲဆိုတဲ့အမေးမှာတော့ Ronnie ကဒီမေးခွန်းမှာတော့ Ronaldo, Messi ဆိုပြီးကိုထင်မြင်ယူဆတာတွေကိုရွေးချယ်ခွင့်ရှိပါတယ်။သူတို့နှစ်ယောက်စလုံးကမယုံနိုင်ကြပါပဲ။ဘောလုံးသမားမှာအကောင်းဆုံးကစားသမားနှစ်ယောက်လို့တောင်ပြောလို့ရတယ်။ဒါပေမဲ့ကျွန်တော်ရဲ့အမြင်အရတော့ Messi တောင်မှကျွန်တော်သဘောကျတဲ့အရေးချင်းတွေအများကြီးရှိနေပါတယ်။ဒါကြောင့် Messi ကအကောင်းဆုံးကစားသမားပါလို့ Ronnie ကမှတ်ချက်ပေးခဲ့ပါတယ်။ပရိသတ်များအနေနဲ့ရော Ronnie ရဲ့ရွေးချယ်မှုနဲ့ပတ်သက်ပြီးဘယ်လိုများထင်မြင်ယူဆမိကြပါသလဲ။ comment ကနေပြောပေးခဲ့လို့ရပါတယ်။အဆုံးထိကြည့်ရှုပေးခဲ့ကြတဲ့အတွက်အားလုံးကိုကျေးဇူးထူးပဲတင်ရှိပါတယ်။ဘောလုံးသတင်းတွေကိုနေ့စဉ်ကြည့်ရှုနိုင်မှုကျွန်တော်ရဲ့ Daily Sport Page လေးကို like and follow လေးပြုလုပ်ပေးထားကြပါဦး။